သမီးတော်များဤရှင်တွင်စကားပုံနာထေရီဤရှင်တွင်စကားဒီနေ့မှတ်သားနိုင်ယူကြမှာဖြစ်တယ်85ပါးသောအမျိုးသမီးဘိက္ခုနီတွေရဲ့ရှင်တွင်စကားတွေနဲ့ပတ်သက်ပြီးဘုရားမြတ်စွာရဲ့အဆုံးအမတရားတော်တွေကိုမှတ်သားနိုင်ယူထားကြသည့်အတိုင်းအမြဲမပြတ်သူတို့ကိုယ်တိုင်လိုက်နာကျင့်သုံးခဲ့ကြတဲ့တရားတွေကိုဘဝသင်္ကန်းစာအတွက်မျှဝေပေးထားတဲ့သဘောပဲအဲ့ဒီမျှဝေပေးထားတဲ့သူတို့ရဲ့ရင်တွင်းစကားတွေဟာဘဝတန်တရားကလွတ်မြောက်ရေးအတွက်ကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်တွေဖွဲ့မိရှုတစ်စောင်းအနေနဲ့မှတ်သားနိုင်ယူထားနိုင်ကြတယ်ပေါ့အလင်းရောင်ကိုဖော်ပေးတဲ့စကားမျိုးတွေဖြစ်သည့်အတွက်ကြောင့်သူတို့ရဲ့ရင်တွင်းစကားတွေဟာမှတ်တမ်းတင်ထားတာအလွန်ပဲကျေးဇူးတင်စရာကောင်းတယ်လို့ပြောဒီကနေ့ပုံနာထေရီမရဲ့ရင်တွင်းစကားဆိုတာကိုရှေးဥစွာနာယူကြရအောင်မြတ်စွာဘုရားကပုံနာထေရီမနဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒပေးထားတဲ့စကားလေးတစ်ခုကတော့ပုံနေပူရတုဓမ္မေဟိသန္တောပဏရတိဤဝပရိပုံညာယပရိပုံနာယပညာယတမောခန္ဓံပဒါလယဆိုတဲ့ဒါဗုဒ္ဓမြတ်စွာရဲ့သူ့အတွက်ဆုံးမတဲ့ဩဝါဒကလေးတစ်ပုဒ်ပဲအဲ့ဒီဩဝါဒလေးတစ်ပုဒ်ကိုအခြေခံပြီးတော့ဘဝလွတ်မြောက်ရေးကိုကြိုးစားအထောက်သွားခဲ့တယ်မြို့သမီးလေးရတော့တာဝတိမြို့သူတူပဲဖြစ်တယ်တာဝတိမြို့သူဂါပတိမဟာသာလလို့ခေါ်တဲ့ဂါပတိမျိုးနွယ်တွေကချမ်းသာကြွယ်ဝတဲ့မိသားစုရဲ့သမီးတူဖြစ်ပြီးတော့အသက်20အရွယ်မှာမိတွေတော်ဂေါရမီကြီးရဲ့တရားဓမ္မကိုနာယူရလို့တရားတရားတွေဖြစ်ပွားပြီးသာသနာပေါင်းဝင်ရောက်လာခဲ့တဲ့မျိုးသမီးလည်းဖြစ်တယ်ပေါ့သူ့ရဲ့အမည်နာမကိုပုံနာလို့နာမည်ပေးထားအဲ့ဒီပုံနာဆိုတဲ့အမျိုးသမီးလေးဟာမိတွေတော်ဂေါရမီကြီးရဲ့တရားဓမ္မတွေနာယူဘိက္ခုနီမအကြောင်းအကျဉ်းချင်းရောက်တရားဓမ္မတွေနာယူရင်တရားအထုတ်ရင်ကနေပြီးတရားအသည့်တွေတက်လာတဲ့အခါလူပေါင်းလူလောကမှာမနေတော့ပဲနဲ့မိတွေတော်ကြီးထံခွင့်တောင်းပြီးတော့သာသနာပေါင်းဝင်လိုက်တယ်ပထမသိက္ခမံအနေနဲ့သိက္ခမာနလို့ခေါ်တယ်ဘိက္ခုနီလောင်းအနေနဲ့ဝင်ရောက်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအထောက်ပြီးတော့နေတာမြတ်စွာဘုရားသခင်ကိုရမြတ်ဟာအမျိုးသားတွေပဲဖြစ်ဖြစ်အမျိုးသမီးတွေပဲဖြစ်ဖြစ်မိမိထံမှရောက်လာပြီးတော့ကပ္ပဋ္ဌာန်းကျင့်စဉ်တရားကိုနာယူမှတ်သားပြီးကပ္ပဋ္ဌာန်းလို့အားထုတ်နေကြတဲ့တပိသာဝကတပိမသာဝိကာတို့ကိုပြစ်မထားဘူးအမြဲတမ်းအာယုံပြုပြီးတော့ကြည်လိရှိတယ်ပေါ့ဒီနေ့မှာတော့ပုံနာထေရီမလေးဟာသိက္ခမံဘဝနဲ့တောထဲမှာတူတဲ့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ကြံကြိုးကိုအားထုတ်နေတဲ့အချိန်တရားအရှိန်တွေကတက်လာတော့မြတ်စွာဘုရားကကျောင်းတော်ကနေပြီးရောင်ကြီးတော်လွတ်ပြီးအားပေးစကားတရားစကားကိုဟောကြားဆုံးမပေးတာဖြစ်တယ်။ဒါကတော့အလွန်ထူးခြားတဲ့အခွင့်အရေးတစ်ခုလို့ပြောအောင်ဘုရားကိုယ်တော်မြတ်အစွမ်းတတ္တိကိုအသုံးပြုပြီးတော့အခုလို့တစ်ဖက်သားရဲ့အကျိုးကိုကူညီဆောင်ရွက်ပေးတာအလွန်ကြီးမားတဲ့ကရုဏာစွမ်းအားကြောင့်သို့တော်မြတ်စွာဘုရားဟာသူကိုယ်တိုင်ကြုံတွေ့တဲ့အခက်အခဲတွေကိုတကိုးနဲ့ဖြေရှင်းတာမဟုတ်ဘူးမေတ္တာတွေကရုဏာတွေဥပေက္ခာတွေဆိုတဲ့စိတ်စွမ်းအားတွေနဲ့ပဲဖြေရှင်းသွားတယ်တစ်ဖက်သားကိုကူညီရမယ်ဆိုတဲ့အချိန်မှာမြတ်စွာဘုရားအချိန်မနှောင်းစေပဲနဲ့ကိုရောမြတ်ကိုယ်တိုင်ကြွရောက်တော်မမူလင့်ကစားကျောင်းတော်ကနေပြီးတော့ရောင်ကြီးတော်လွှတ်လိုက်တယ်အဲ့ဒီရောင်ကြီးတော်လွှတ်လိုက်ပြီးတော့ထိုမျိုးသမီးလေးရဲ့စိတ်ထဲမှာဘာခံစားရတော့ဆို
မြတ်စွာဘုရားကိုယ်တိုင်သူစီကိုကြွလာတယ်လို့ရှင်ထဲမှာခံစားရပြီးမြတ်စွာဘုရားအတန်တော်ကိုပါကြားလိုက်ရတယ်အဲ့ဒီကြားလိုက်ရတဲ့အတန်ကဘာလို့ဆိုသူ့နာမည်လေးကိုခေါ်ပြီးမြတ်စွာဘုရားကပုံနေပုရိယတုဓမ္မေဟိစန္ဒောပန္နရတိရိဝဒီစကားလေးစတင်ပြီးတော့သူကြားလိုက်တာအတိပ္ပယ်ကတော့15ရက်လပြည့်နေ့မှာထွက်ပေါ်တဲ့လပြည့်ဝန်းကြီးဟာပြည့်ပြည့်ဖြိုးဖြိုးရှိသလိုသမီးပုံနာရဲ့တဏ္ဍာမှာလည်းပဲတရားဓမ္မတွေပြည့်အောင်ကြိုးစားလိုက်ပါလို့မြတ်စွာဘုရားအားပေးစကားပြောတာပဲเนาะချစ်သမီးပုံနာဓမ္မတွေနဲ့တင့်ရဲ့စိတ်နှလုံးတွေကိုဖြစ်တင်းလိုက်ပါ15ရက်နေ့မှာပေါ်ထွက်လာတဲ့လပြည့်ဝန်းကြီးဟာပြည့်ပြည့်ဖြိုးဖြိုးဝိုင်းဝိုင်းဆက်ဆက်ကြီးရှိသလိုတင့်ရဲ့နှလုံးသားကိုလည်းတရားတွေနဲ့ဖြည့်ဖြိုးလိုက်ပါလို့အဲ့ဒါလို့မြတ်စွာဘုရားကဆုံးမတဲ့စကားကိုပြောလိုက်တာသူသဘောပေါက်တယ်သူတဏ္ဍာမှာရှိတဲ့သူလောက်ရမယ့်အလုပ်တွေကိုသူနားလည်သွားတရားဓမ္မနဲ့ဖြစ်တင်းရမယ်ဆိုရင်ဘယ်တရားတွေကိုဖြစ်တင်းရမလဲလို့ဆိုရင်ဘောဓိပက္ခိယတရား38ပါဘောဓိပက္ခိယတရားဆိုတာအသိဉာဏ်ရဖို့အခြေခံဖြစ်တဲ့တရားတွေအသိဉာဏ်ရဖို့ရာအတွက်အထောက်အကူဖြစ်တဲ့တရားတွေအဲ့ဒီတရားတွေကဘာတွေလဲလို့ဆိုရင်တတိပဋ္ဌာန်တရား၄ပါးသမ္ပပတ္တံတရား၄ပါးဣဋ္ဌိပတ်၄ပါးဘူ၅ပါးဣန္ဒြေ၅ပါးဘုဇင်9ပါးမဂ္ဂင်10ပါးလို့အဲ့ဒီဘောဓိပက္ခိယတရား35ပါးကိုပြည့်ပြည့်ဝဝရင်ထဲနှလုံးထဲရောက်အောင်ဖြစ်ကျင့်လိုက်ပါလို့ဆိုတာဟာဝိပဿနာလုပ်ငန်းတစ်ခုကိုခြုံငုံပြီးတော့မိန့်ကြားလိုက်ခြင်းပဲဖြစ်တယ်ပေါ့ဘာလုပ်ရမလဲဆိုတာသိရှိနားလည်သွားတယ်ဒါဖြင့်လူတွေတမ္မာပုဂ္ဂိုလ်ရဲ့ယင်တွေထဲမှာဘာတွေပြည့်နေကြသလဲစဉ်းစားဆင်ခြင်မှုတမ္မာနေစဉ်ဘဝတွေမှာကိုယ့်ရဲ့စိတ်ထဲနှလုံးထဲယင်ထဲမှာဘာတွေပြည့်နေကြသလဲလို့ဆိုရင်လောဘတွေပြည့်နေတယ်ဒေါသတွေပြည့်နေတယ်မောဟတွေပြည့်နေလိုချင်လောဘတွေလွှမ်းမိုးနေတဲ့အခါမှာစိတ်ကူးကြံစီတယ်စိတ်ကူးကြံစီမှုတွေကတွေ့တာမှုတွေနဲ့စိတ်ကူးကြံစီရင်လောဘတွေပြည့်အဲ့ဒါလိုမဟုတ်ဘဲနဲ့မကျေနပ်မှုတွေနဲ့စိတ်ကူးကြံစီနေဒေါသတွေပြည့်အမှန်တရားမသိဘဲနဲ့တွေးဝေးနေလို့ရှိရင်မောဟဆိုတဲ့တရားတွေပြည့်လူတွေရဲ့စနစ်လုံးဟာဖြူစင်တန်ရှင်းမဲ့အစားအညစ်အကြေးတွေသာတဖြည်းဖြည်းပြည့်ပြီးတော့လာတယ်ဖုံပေါ်တဲ့အရက်မှာဖုံတွေတဖြည်းဖြည်းပြည့်လာတယ်လို့ပဲလူတွေရဲ့ရင်ထဲနှလုံးထဲမှာမကောင်းတဲ့အကုသိုလ်တရားတွေကပြည့်လာသည့်အတွက်ကြောင့်နောက်ဆုံးမှာလောဘတွေကြောင့်အပြောဆိုတွေမှားလာတယ်ဒေါသတွေကြောင့်အပြောဆိုတွေမှားလာတယ်မောဟတွေကြောင့်အပြောဆိုတွေမှားလာတယ်လောက်ရက်တွေမှားလာတယ်စိတ်ကူးတွေမှားလာတယ်နောက်ဆုံးမှာမှားယွင်းတွေလောက်ကြကြောင့်ဒုက္ခရောက်ကုန်ကြတယ်လို့ဒီလိုဆိုတာနော်ဒါကြောင့်မို့လောကလူတွေဖြစ်တင်းနေတဲ့လောဘဒေါသမောဟဆိုတာတွေကိုယ်ရင်တဲ့နှလုံးမထဲမှာမထားနဲ့ဒါတွေအစားထိုးပြီးတော့တတိတရားတွေဖြစ်တင်းရမယ်သမ္မပဒံနဲ့ဆိုတဲ့လုံလဝီရိယတရားတွေဖြစ်တင်းရတတိလို့ဆိုတာရင်တဲ့နှလုံးထဲမှာပြည့်အောင်လုပ်ရမှာဘာတွေလဲလို့ဆိုရင်အေးတတိကိုဖြစ်တင်းမယ်ဆိုရင်ဘာလုပ်ရကာယ ानु ပတနာတတိပဋ္ဌာန်ကိုယ့်ရဲ့ကာယဆိုတဲ့အာယုံပေါ်မှာတတိလေးအမြဲကပ်နေအောင်ကြိုးစားဝေဒနာ ानु ပတနာတတိပဋ္ဌာန်ဝေဒနာဆိုတဲ့စိတ်ခံစားချက်ပေါ်လာလို့ရှိရင်လေသူ့ပေါ်မှာတတိကပ်နေဖို့ကြိုးစားစိတ်တာ ानु ပတနာတတိပဋ္ဌာန်လို့ဆိုတယ်မိမိရဲ့စိတ်ကလေးဖြစ်မှုကိုအာယုံပြုပြီးတော့ထိုစိတ်ကလေးဟာလောဘနဲ့တွဲသလားဒေါသနဲ့တွဲသလားမောဟနဲ့တွဲနေသလားဆိုတဲ့ပုံမှာအာယုံကပ်ပြီးတော့မိမိစိတ်အခြေကိုလေးလေးသုံးသပ်နေတဲ့တတိလေးနဲ့ဖြစ်တင်းရမှာဖြစ်တယ်အဲ့ဒီတတိကတ်ထားဖို့ဓမ္မာနုပဒနာဆိုတာသဘာဝတရားတွေမိမိတဏ္ဍာမှာပေါ်လွင်လာတဲ့သဘာဝတရားတွေပုံမှာအမြဲမပြတ်တတိကတ်နေဖို့ဆိုတယ်ဒီတတိကတ်ဆရာအာယုံ၄မျိုးကနေခွာသွားပြီးတော့ကာမဂုဏ်အာယုန်တွေပေါ်မှာသွားပြီးအမှတ်ရနေတာမျိုးမဖြစ်စေနဲ့လို့ဒီလိုဆုံးမတာပဲအေးအမြဲတမ်းတတိက
တတိဟာဘလောက်အရေးကြီးတယ်ဆိုတာစဉ်းစားကြည့်လောကလူတွေဟာတတိမကတ်တဲ့အခါဘာဖြစ်လဲလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်မောဟတွေဖြစ်တယ်လောဘဖြစ်လာလို့ရှင်ဘာဖြစ်လဲရှင်ထဲမှာပူလောင်တယ်ဒေါသဖြစ်ရင်လည်းပဲပူလောင်တယ်မောဟဖြစ်တဲ့အခါမှာအမှန်မသိသည့်အတွက်ကြောင့်လုံပြီးလောက်ရတွေလှုပ်တယ်မလှုပ်တင်တာနဲ့လှုပ်တင်တာခွဲခြားမသိဘူးမသိသည့်အတွက်ကြောင့်မလှုပ်တင်တာတွေကိုလှုပ်တယ်လှုပ်တင်တာကြတော့မလှုပ်ဘူးမလှုပ်သည့်အတွက်ကြောင့်လှုပ်တင်တာတွေကိုမလှုပ်ဖဲမလှုပ်တင်တာကိုလှုပ်တော့မှားမှားယွင်းယွင်းနေဖြစ်လာကိုယ်ရုပ်ကာယတွေဖြစ်ကုန်တယ်အပြောဆိုကိုယ်ကာဖြစ်တယ်အပြောအတွေးအကြံတွေကကိုယ်ကာဖြစ်တယ်လှုပ်ဆောင်မှုတွေကကိုယ်ကာဖြစ်လာအဲဒီလိုဖြစ်လာသည့်အတွက်ကြောင့်နောက်ဆက်တွဲဒုက္ခတွေကလည်းအလွန်များလာအေးလူတွေရဲ့တဏ္ဍာမှာခဏိခေတ်ခေါ်တဲ့ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေအလွန်များလာဟိုဟာမကျေနပ်လို့စိတ်ဖိစီးဒါမကျေနပ်လို့စိတ်ဖိစီးလိုတာမရလို့စိတ်ဖိစီးမျောလင်းချက်မရလို့စိတ်ဖိစီးဆိုစိတ်ဖိစီးမှုတွေဟာလာနေတယ်ဘာဖြစ်လို့လာတယ်လဲလို့ဆိုရင်တဘာဝတရားတွေပေါ်မှာတတိကတ်နိုင်စွမ်းမရှိလို့ဘောဓိပက္ခိယတရားထဲမှာအရေးပါတဲ့တတိတရားကိုကိုယ်တဏ္ဍာမှာဒီကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့တဘာဝတရားတွေပေါ်မှာတတိလက်လွတ်နေတဲ့အချိန်လူတွေဟာ stress ဆိုတဲ့စိတ်ဖိစီးမှုတွေကဝင်လာတတ်တယ်ပေါ့အဲ့ဒီဝင်လာတတ်လို့ဒီလောကကြီးမှာလူတွေဟာစိတ်ဖိစီးမှုဆိုတာရှိလားမကျေနပ်တာတို့လိုဘမပြေတာတို့အဲ့ဒါလိုဖြစ်လာလို့ရှိရင်ဘာနဲ့လျှော့ချရမလဲလို့ဆိုရင်အခုပြောတဲ့ကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့အာယုန်ဒီပေါ်မှာတတိကပ်ပြီးတော့ရှုချဒါကြောင့်မို့ဒီစနစ်ကိုအနောက်နိုင်ငံကဒီဘုရားမြတ်စွာရဲ့တရားဓမ္မကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေဟာလောကီကိစ္စတွေမှာတောင်မှပဲအသုံးချလာကြတယ်နော်အသုံးချလာသူတို့က subject တစ်ခုအနေနဲ့တက္ကသိုလ်မှာသင်ကြတယ် MBSR လို့အတူကောက်ခေါ်တဲ့ subject တစ်ခုကိုသင်တယ်အဲ့ဒီ MBSR ဆိုတာဘာကိုပြောတာတုံးလို့ဆို mindfulness based stress reduction ဆိုတဲ့ mindfulness based တတိကိုအခြေခံထားပြီးတော့လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့ stress ကိုလျှော့ချခြင်းလို့အဓိပ္ပာယ်ရတယ်ကျင့်စဉ်တစ်ခုကိုပေးကြတယ်အဲ့ဒီကျင့်စဉ်ဟာဘုရားမြတ်စွာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရားဓမ္မသာဖြစ်တယ်ပေါ့ဒီတတိပဋ္ဌာန်ကျင့်စဉ်ကိုပဲပြောတာဒါကြောင့်မို့ပုံနာဆိုတဲ့ထေရီမာလေးတရားကျင့်နေတဲ့အခါအေးရင်တဲ့နှလုံးထဲမှာမကျေနပ်တာတွေမရှိရလေအောင် mindfulness လို့ခေါ်တယ်ကာယဝေဒနာစိတ်ဓမ္မတွေပေါ်မှာတတိလေးကပ်နေဖို့အတွက်မြတ်စွာဘုရားကပုံနေပုရတ္တုဓမ္မေဟိဒီစကားလုံးလေးကတော့ချင်းချင်းလေးပဲမေတ္တနာမှာဘောဓိပက္ခိယတရားတွေဖြည့်တင်းလိုက်ပါဘောဓိပက္ခိယတရားတွေနဲ့ဖြည့်ထားလိုက်ပါ mindfulness based နဲ့ထူးထူးပဲပေါ့နော်အဲ့ဒါတွေဖြည့်တင်းလိုက်လို့ရှိရင်မကျေနပ်မှုတွေလွင့်ပြန်သွားမှာပဲဆိုရင်တောကတွေလွင့်ပြန်သွားမှာမရှိတော့ဘူးဒါကြောင့်မို့ဘဝရဲ့ကျေနပ်စရာမကောင်းတဲ့အချက်တွေပပျောက်သွားဖို့ရအတွက် mindfulness ဆိုတဲ့တတိပဋ္ဌာန်တရား၄ပါးနဲ့ဒီမိမိရဲ့စိတ်ကိုဖြစ်တင်းလိုက်ပါလို့ဒီလိုမြတ်စွာဘုရားကဟောကြားတာပဲဖြစ်တယ်အဲ့ဒါလိုဖြစ်တင်းမှုအတွက်ဟာဘာလိုအပ်လဲလို့ဆိုရင်ကြိုးစားမှုကအရေးပါတယ်ပေါ့ဒါကြောင့်မို့ဒုတိယတတိပဋ္ဌာန်တရားဒီ mindfulness နဲ့ဖြစ်တင်းပြီးတဲ့အခါမှာအရေးကြီးဆုံးဝီရိယမြတ်စွာဘုရားဘောဓိပက္ခိယတရား38ပါးထဲမှာထပ်ဖြည့်ပြီးတော့ဆက်လက်ပြီးတော့လုပ်ရမှာအဲ့ဒီလိုတတိတရားကတ်နေဖို့အတွက်မင်းဟာပေါ်ပေါ်ရောရောနဲ့အေးဆေးဆေးနေလို့မရဘူးစိတ်အားစိုက်ပြီးလုပ်ရမှာဖြစ်တယ်အလွယ်တကူနဲ့တော့တတိဟာကတ်လာမှာမဟုတ်ဘူးဒါကြောင့်မို့ဝီရိယနဲ့ကျူပန်အထုတ်ပါလို့ဆိုပြီးသမ္မပဋ္ဌာန်တရား၄ပါးဆိုတာနဲ့ကြိုးစားဖို့လေမြတ်စွာဘုရားဟောကြားခြင်းပဲဖြစ်တယ်သမ္မပဋ္ဌာနာဆိုတဲ့မှန်ကန်တဲ့လုံလဆိုတာဘာလဲကိုယ်တဏ္ဍာမှာမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ကြိုးစားခြင်းဆုတ်ပိတ်ဖို့ကြိုးစားခြင်းမ
တော်တဆဖြစ်လာလို့ရှိရင်လည်းဖယ်ရှားပြစ်ဖို့ကြိုးစားခြင်းမဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်လာအောင်ကြိုးစားခြင်းဖြစ်လာပြီးသားကုသိုလ်တရားတွေတိုးတက်ပွားများလာအောင်ကြိုးစားခြင်းဆိုတတိကတ်ထားတဲ့အတိုင်းပဲလုံလဝိရိယနဲ့တွဲဖက်ပြီးကြိုးစားပါလို့ဒီလိုဆိုလိုတာပဲရှင်တဲ့နှလုံးထဲမှာဒီဓမ္မတွေဖြည့်တင်းလိုက်ပါဓမ္မဒီပြည့်ဝလာမှာအသိပညာတွေရလာမှာဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားဒီလိုဟောလိုက်တာဘုရားစီကတရားအမထုတ်ခင်သွန်သင်ချက်ရထားပြီးတဲ့ဖြစ်တဲ့ပုံနာဆိုတဲ့ထေရီမဟာမြတ်စွာဘုရားအကျဉ်းချုပ်ပြောလိုက်တာနဲ့သဘောပေါက်တယ်ဟောအဲ့ဒီမှာအခုလိုလုံလဝိရိယနဲ့ဖြည့်တင်းတဲ့အခါမှာလိုအပ်ချက်တွေကဘာတွေရှိတော့စိတ်ဆန္ဒတွေထက်မြက်ဖို့လိုအပ်တယ်ဝိရိယတွေရှိဖို့လိုအပ်တယ်စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုအပ်တယ်အသိပညာဆိုတာလိုအပ်တယ်ဆိုပြီးတော့အဋ္ဌိပတ်၄ပါးဒါလည်းပဲဖြည့်တင်းရမှာဖြစ်တယ်အဲ့ဒါလိုအဋ္ဌိပတ်၄ပါးဖြည့်တင်းမှုအတွက်ကိုယ်တဏ္ဍာမှာအင်အားတွေလိုအပ်တယ်အဲ့ဒီအင်အားတွေကဘာတွေလဲလို့ဆိုရင်တတ္ထာဆိုတဲ့အင်အားဝိရိယဆိုတဲ့အင်အားတတိဆိုတဲ့အင်အားတမာတိဆိုတဲ့အင်အားပညာဆိုတဲ့အင်အားစိတ်ဓာတ်အင်အား၄ရပ်နဲ့ပြန်ပြီးတော့ဖြည့်တင်းပေးရမယ်အဲ့ဒီလိုအင်အားတွေပြည့်လာပြီဆိုရင်အဲ့ဒီအင်အားတွေဟာသူ့ဆိုင်ရာကိစ္စတွေမှာစိုးမိုးထားနိုင်တဲ့စွမ်းအားတွေရှိတယ်ဒါကြောင့်မို့ဣန္ဒြေ၅ပါးဆိုတာလေဒီအင်အား၅ရပ်ကိုပဲဣန္ဒြေ၅ပါးလို့လည်းခေါ်တယ်အဲ့ဒါလိုဖြည့်တင်းပေးလိုက်တဲ့အခါမှာထပ်ပြီးတော့လိုအပ်လာတာအသိပညာအတွက်အရေးပါလာတာဘာတော့တတိတန်ဖို့စဉ်ကအာယုလေးပေါ်မှာ mindfulness လို့ခေါ်တယ်တတိရှိနေရမယ်အဲ့ဒီတတိရှိပြီးတဲ့အခါမှာတဘာဝတရားကိုဆင်ញင်သုံးသပ်တဲ့ဓမ္မဝိဇ္ဇာကြိုးစားအထုတ်တဲ့ဝိရိယဟောဒီဘုဇင်တရားတွေသူတဏ္ဍာမှာဖြစ်အောင်ကြိုးစားအထုတ်မှုဝိရိယရှိသလိုဒီတရားတွေပေါ်မှာခြေနှက်အားရမှုဆိုတဲ့ပိဋိဖြစ်ဖို့လိုတယ်အဲ့ဒီလိုစိတ်ဆွမ်းအားတွေဟာတက်လာပြီဆိုလို့ရှိရင်အလွန်အကျွံကြီးတက်သွားလို့ရှိရင်ဒီ balance မဖြစ်ဘူးတူညီသွားအောင်ရှော့ချပေးရမယ့်အရာတွေကိုလည်းမြတ်စွာဘုရားဆက်ဟောတယ်အေးတမာတိစွမ်းအားပတ္တတိဆိုတဲ့စိတ်နှလုံးငြိမ်းချမ်းမှုစွမ်းအားဥပိ္ပခာဆိုတဲ့လစ်လျူရှုတဲ့စွမ်းအားဒီစွမ်းအားတွေနဲ့ပြန်ပြီးတော့ထိမ့်ညိပေးဒီလိုဆိုလို့ထိမ့်ညိပေးရအဲ့ဒါလိုထိမ့်ညိပေးဖို့တတိနဲ့ချုပ်ကင်ထားဒါကြမှာပညာရဲ့ပညာတရားဟာတိုးတက်ဖြစ်ပွားလာမှာဖြစ်တယ်အဲ့ဒါလိုဘုဇင်9ပါးကျင့်ကြံကြိုးကိုအားထုတ်တဲ့အခါမှာမဂ္ဂင်10ပါးဆိုတာလဲပြည့်ပြည့်စုံသွားမှာဖြစ်တယ်တမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အမြင်တမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးမှန်ကန်တဲ့အမြင်နဲ့မှန်ကန်တဲ့အတွေးရလာတာနဲ့အပြောဆိုတွေမှန်ကန်လာတဲ့တမ္မာဝါစာအလုတ်အကိုင်းတွေမှန်ကန်လာတယ်မှန်ကန်တယ်ဆိုတာအကုသိုလ်ကင်းတာဆိုလို့တယ်ဒီနေရာဘယ်သူကမှမထိခိုက်ဘူးကိုယ်လည်းမထိခိုက်ဘူးကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တာဒီမှန်ကန်တယ်လို့ပြောတာဥပမာမဲ့ယောဂရှိနေတဲ့လူတယောက်ဟာမတည့်တာတွေစားလို့ရှင်ဒါမမှန်မကန်လုပ်တယ်လို့ပြောတယ်မိမိနဲ့တင့်တော်တဲ့အစားအစာကိုစားမယ်ဆိုရင်ကျန်းမာရေးအတွက်ထောက်ကူဖြစ်မှာပဲအေးထို့တူပဲကိုယ်နဲ့တင့်တော်တဲ့ကိုယ်အသိဉာဏ်ဖြစ်ဖို့အတွက်လုံလောက်တဲ့အချက်တွေကိုကိုယ်တဏ္ဍာမှာဖြစ်အောင်အားဖြည့်ပေးရမှာဖြစ်တယ်အဲ့ဒါလို့အားဖြည့်ပေးလိုက်ခြင်းအပြင်အပြောဆိုမှန်ကန်လာတယ်လုပ်ရတဲ့မှန်ကန်တဲ့အသက်မွေးမှုမှန်ကန်လာတယ်ကြိုးစားအထောက်မှုမှန်ကန်လာအမှတ်ရမှုတွေမှန်ကန်လာပြီးစိတ်တည်ငြိမ်မှုတွေမှန်ကန်လာပြီးတညီတဲ့လှုပ်ဆောင်လာပြီးဆိုရင်ဒီတရားတွေသူတဏ္ဍာမှာပြည့်ဝသွားပြီဟောဗောဓိပက္ခိယတရား38ပါးအဲ့ဒီဗောဓိပက္ခိယတရား38ပါးကိုကိုယ်ရင်ထဲမှာအပြည့်ဖြည့်လိုက်နိုင်ပြီဆိုလို့ရှိရင်တော့နော်လာပြီဝန်းကြီးဟာ15ရက်နေ့မှာအပြည့်ဖြစ်သွားသလိုပဲလာပြီကြီးဟာပြည့်ပြီးဝိုင်းဝိုင်းဆက်ဆက်ရှိသွားသလိုရင်နဲ့နှလုံးထဲမှာဟောဒီတရားတွေဖြစ်တင်းလိုက်ပြီဆိုလို့ရှိရင်ကိလေသာတွေအတွက်နေရာမရှိတော့ဘူးပူပန်တဲ့စိတ်တွေအတွက်နေရာမရှိတော့ဘူးလူရဲ့တဏ္ဍာမှာဖြစ်ပေါ်နိုင်တဲ့ stress တို့ worry တို့ဆိုတာတွေမလာနိုင်တော့ဘူးဒါကြောင့်မို့မြတ်စွာဘုရားဒီစကားနဲ့ဆုံးမဩဝါဒပေးတာဖြစ်တယ်
ပုံနေပုရိယတုဓမ္မေဟိစန္ဒောပဏ္ဏရတိဒီဝသမီးပုံနာဘောဓိပက္ခိယတရားတွေနဲ့ကိုယ့်ရဲ့ရင်ထဲနှလုံးထဲဖြစ်တင်းလိုက်ပါဖြစ်တင်းမှုကြိုးစားလိုက်ပါဟောဝိပဿနာလုပ်တာဖြစ်တင်းမှုကြိုးစားနေခြင်းသာဖြစ်တယ်လာပြီဝဉ္ကြီးပြည့်သွားသလိုဖြစ်တင်းမှုကြိုးစားလိုက်ပါအဲ့ဒါလိုဖြည့်သွားလို့ရှိရင်ပြည့်ဝသွားတာဘာပြည့်သွားတော့ဆိုပညာတွေပြည့်ဝသွားတယ်ဒါကြောင့်မို့ပရိပုံနာယပညာယတမောခန္ဓာပဒါလယလုပ်ရမယ့်လုပ်ငန်းတစ်ခုကိုလည်းမြတ်စွာဘုရားဆက်ပြီးတော့လမ်းညွှန်မှုပေးတယ်အေးအဲ့ဒါလိုဖြစ်တင်းလိုက်လို့ပြည့်လာပြီဆိုရင်အဓိကခေါင်းဆောင်ကဘာလို့လဲဆိုရင်ပညာပဲဖြစ်တယ်တမ္မာဒိဋ္ဌိဆိုတဲ့ပညာသို့မဟုတ်ဓမ္မဝိဇ္ဇာဆိုတဲ့ပညာအဲ့ဒီပညာကိုဝိုင်းဝန်းပြီးတော့ထောက်ပံ့ကူညီအားပြုပေးလိုက်တဲ့အခါမှာသူ့ရဲ့စွမ်းဆောင်မှုကလားလောကမှာပူပေါင်းဆောင်ရွက်တဲ့သဘောတွေကိုပြောတာဘုန်းကြီးတို့တွေနေ့စဉ်စားတောက်နေတာတောင်မှပူပေါင်းဆောင်ရွက်ရတယ်ဆိုတဲ့သဘောတရားလေးကိုနားလည်ဖို့လိုတယ်ပေါ့အစာအာဟာရရပြီနော်ကိုယ်အစာအာဟာရကိုယ့်ရဲ့ဝမ်းထဲရောက်အောင်ပူပေါင်းဆောင်ရွက်ရတယ်ဘာတွေနဲ့ပူပေါင်းဆောင်ရွက်တာတော့ဆိုရင်အနိကအကြောင်းတွေကိုကြည့်မယ်ဆိုရင်လက်ကနေပြီးတော့ပါးစပ်ထဲရောက်အောင်အစာအာဟာရကိုပုတ်ပေးရတယ်ဒါလက်ရဲ့အလုပ်ပဲအဲ့ဒီလက်ကစားနိုင်သလားဆိုမစားနိုင်ဘူးသူကပါးစပ်နားရောက်အောင်ပုတ်ပေးရပါးစပ်နားရောက်အောင်ပုတ်ပေးတဲ့အခါပါးစပ်ကဖွင့်မပေးပဲဆန္ဒပြနေလို့ရှင်မရဘူးဒါကြောင့်မို့ပါးစပ်ကဖွင့်ပေးတဲ့အလုပ်ကိုသူလုပ်ရတယ်လုပ်ပြီးအစာရောက်လာတဲ့အခါမှာရှာတို့သွားတို့အားလုံးကနေပြီးတော့ရှာကလှက်ပတ်ပေးပြီးတော့သွားကဝါပေးရတယ်အဲ့ဒီလိုရှာကလှက်ပတ်ပြီးသွားကဝါပေးတဲ့အခါမှာဒီအစာကိုမျိုးချလို့ရလာအဲ့ဒီလိုမျိုးချလို့ရသွားပြီဆိုတဲ့အခါကျတော့ဒီအစာကအဆက်ဆက်နဲ့လှုပ်သွားလိုက်တာခန္ဓာကိုယ်မှာအသက်ရှည်ဖို့အတွက်အထောက်အကူဒီစက်ယုံကြီးတယုံကနေထုတ်လွှတ်လိုက်တယ်လို့ပဲnutritive essence လို့ခေါ်တဲ့ဒီအစီဩဇာဓာတ်တွေဟာဝါချလိုက်တဲ့ထဲကဒီဝန်းအစာအိမ်နဲ့ရောက်သွားလို့အဆင့်ဆက်သူ့ရဲ့လှုပ်ဆောင်ခြင်း process တိုင်းသွားတဲ့အခါမှာနောက်ဆုံးအားဖြစ်စေတတ်တဲ့လူရဲ့သွေးသားအဖြစ်ကိုရောက်ရှိသွားတယ်နော်အဲ့ဒီမှာအဲ့ဒီလိုဖြစ်ဖို့အတွက်လှုပ်ဆောင်မှုတွေကအများကြီးပဲနောက်ဆုံးစားတဲ့အချိန်ထိအောင်နော်လက်ကယူပေးရတယ်ပါးစပ်ကဟာပေးရတယ်ဝါပေးရတယ်မျိုးချပေးရတယ်ဆိုတဲ့အလုပ်တွေပူပေါင်းဆောင်ရွက်မှုသာဖြစ်တယ်အဓိကကတော့ဘု து အတွက်လဲလို့ဆိုရင်အစီအနှစ်ရပြီးနောက်ဆုံးမှာအစာစားတာခန္ဓာကိုယ်တည်ထမ်းပြီးတော့အသက်ရှည်ဖို့အတွက်စားနေကြတာပေါ့ဒီအဆင့်ရောက်တော့အောင်ပူပေါင်းဆောင်ရွက်ကြရတာအစာအိမ်ထဲရောက်တော့လဲအစာအိမ်ထဲမှာရှိတဲ့သဘာဝကရိယာတွေကဆက်လက်ပြီးတော့ပို့ဆောင်သွားတယ်အသေးကြောက်ကဆိုတာတွေထိအောင်သွားပြီးမကောင်းတဲ့အရာတွေနောက်ဆုံးထုတ်ပြစ်သည်ထိအောင်အထက်ကမျိုးချလိုက်တာတွေအစီအနှစ်တွေယူပြီးတဲ့အခါကြံတဲ့အကျမ်းဖတ်တွေကိုထုတ်လိုက်တယ်အဲ့ဒီထိအောင်လဲပတ်မှုတွေကရှိတယ်ပေါ့အဲ့ဒါလိုပဲတဘာဝတရားမှလည်းပဲပညာဆိုတဲ့အစီအနှစ်ရဖို့ရအတွက်တတိဆိုတာနဲ့လောက်ရတယ်ဝိရိယဆိုတာနဲ့လောက်ရတယ်ကြံတဲ့ခွန်အားတွေအများကြီးစုပြီးတော့ပေါင်းစပ်ပြီးတော့လှုပ်လိုက်တဲ့အခါမှာအစီအနှစ်နောက်ဆုံးအနှစ်ချုပ်ရလိုက်တာတော့ဘာလို့ဆိုရင်ပညာပဲဖြစ်တယ်ပေါ့အဲ့ဒီပညာရဖို့အတွက်လှုပ်တာဒါကြောင့်မို့မြတ်စွာဘုရားကပုံနေပုရိယတုဓမ္မေဟိစန္ဒောပဏ္ဏရတေဣဝလာပြီဝမ်းမှာထွက်ပေါ်တဲ့လာကြီးဟာဝမ်းဝမ်းဆက်ဆက်နဲ့ပြည့်ဖြိုးသွားသလိုသမီးရဲ့ရင်ထဲမှာဒီဘောဓိပက္ခိယတရားတွေပြည့်သွားအောင်ကြိုးစားလိုက်ပါကြိုးစားလိုက်လို့ရှိရင်ပရိပုံနာယပညာယပညာကြီးဟာပြည့်ပြည့်ဝဝဖြစ်သွားလိမ့်မယ်လက်ပြဝန်းကြီးလိုပြည့်လာပြီးတော့အယောင်အဆင်းတောက်ပလှတဲ့ပညာစွမ်းအားနဲ့တမောခန္ဓာဗဒါလယအမိုက်တိုက်ကြီးကိုဖြိုချလိုက်ပါဖျက်ဆီးလိုက်ပါအမှန်မသိလို့မှောင်နေတဲ့အမှောင်ကြီးတစ်ခုပညာနဲ့မှဖြိုခွဲနိုင်တာဖြစ်တယ်အဲ့တော့အမှောင်ခွင်းပြီးတော့အလင်းဆောင်မှုမြတ်စွာဘုရားဟောကြားဆုံးမခြင်းဖြစ်တယ်နောက်ဆုံးဒီဘုရားတရားတော်ရဲ့အစစ်မြင့်ဆုံးတရားဆိုတာဘယ်သူလဲလို့ဆိုရင်ပညာပဲဖြစ်တယ်
ဒါကြောင့်ပညုတ္တရာသဗ္ဗေဓမ္မာတရားဓမ္မအလုံးထဲမှာပညာဟာအနှစ်ပဲစားသမျှအစားအစာတွေအလုံးထဲမှာအစီနှစ်ကခန္ဓာကိုယ်အကျိုးပြုတဲ့သွေးသားအစီနှစ်ပဲဖြစ်တယ်ပေါ့အဲ့ဒီလိုပဲပညာဆိုတဲ့အစီနှစ်တစ်ခုရပြီဆိုလို့ရှိရင်အမှန်မမြင်တဲ့အမှန်မမြင်အောင်ကာစီးနေတဲ့အမှောင်တူကြီးကိုဖြိုဖျက်နိုင်တယ်အဲ့ဒါကြောင့်ပညာပြည့်လာပြီဆိုလို့ရှိရင်အမှန်မသိလို့တန်တရားထဲမှာကျင်လည်စေတဲ့မောဟတည်းဟူသောအမှောင်တွေကိုဖြိုခွဲလိုက်ပါလို့မြတ်စွာဘုရားကဒီလိုဟောလိုက်တဲ့အခါမှာသူလုံနေတဲ့တရားရဲ့လမ်းစဉ်သဘောတရားတွေကိုရှင်းရှင်းလင်းလင်းနားလည်ပြီးမြတ်စွာဘုရားရဲ့ဆုံးမဩဝါဒမြတ်စွာဘုရားရဲ့အားပေးတဲ့စကားတိုက်တွန်းနှိုးဆော်ချက်ကိုကြားနာပြီးတတိစွမ်းအားတွေတမာရီစွမ်းအားတွေနဲ့ပညာကိုမြင့်တင်လိုက်တဲ့အခါမှာအမှောင်တွေကင်းပြီးတော့အလင်းရောင်ကိုရသွားတယ်ဒီလိုဆိုတာပေါ့နော်အဲ့ဒီပုံနာဆိုတဲ့အမျိုးသမီးလေးဟာမြတ်စွာဘုရားရဲ့ဆုံးမစကားကိုနာရင်းနဲ့ပဲယန္တာဖြစ်သူရောက်သွားပြီကိလေသာအမှောင်တွေလုံးဝကင်းစင်သွားတဲ့အနေအထားမျိုးရအဲ့တော့ဒီတရားလေးနာပြီးသူတရားဓုရတာဖြစ်သောကြောင့်ဒါလေးဟာသူ့ရဲ့ရင်တွင်းစကားအနေနဲ့ဘယ်အခါပဲဖြစ်ဖြစ်ဒီဥရန်စကားလေးကိုကျူးရင်ပြီးတော့နေလေးရှိတယ်နောက်ဆုံးမှာဘဝနေကုန်အဆုံးသတ်လို့ထေရီမာကြီးဖြစ်ပြီးတော့အရွယ်ကြီးလာလို့နောက်ဆုံးပြိဋိဘံပြုတဲ့အချိန်မှလည်းပဲဒါလေးကိုနှုတ်ကရွတ်ပြီးတော့ဒီရင်တွင်းစကားလေးကိုအများသိအောင်ပြောကြားခဲ့တာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ပုံနာထေရီမရဲ့ရင်တွင်းစကားဆိုတာဟာပုံနေပူရိယတုဓမ္မေဟိသန္နောပန္နရတိဣဝပရိပုံနာယပညာယမောဟခန္ဓာပဒါလယဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမစကားပဲဖြစ်တယ်ဒီအဆုံးအမစကားကိုကြားနာကြရတဲ့အခါမှာဘုန်းကြီးတို့တွေလည်းပဲနောက်ဆုံးမှာအမှောင်တွေကင်းစင်မှုအတွက်အသိပညာရအောင်ကြိုးစားအသိပညာရဖို့အရာအတွက်ဘောဓိပက္ခိယတရားကျင့်စဉ်တိုင်းကျင့်ကြံကြုတ်ကိုအထောက်ဘောဓိပက္ခိယတရားတွေကိုယင်နဲ့နှလုံးနဲ့ပြည့်လာပြီးဆိုမှပြည့်ဝတဲ့ပညာရပြည့်ဝတဲ့ပညာရလာတဲ့အခါမှာအမှောင်ကင်းတာဖြစ်မှာကိလေသာအမှောင်တွေကိုဖယ်ရှားနိုင်မှာဖြစ်တဲ့ဆိုဒီကျင့်စဉ်တစ်ခုဟာအင်တန်မှရိုးရှင်းပြီးတော့ရှင်းရှင်းလင်းလင်းနဲ့လွယ်လွယ်ကူကူသိနိုင်တဲ့ဆုံးမစကားပဲဖြစ်တယ်ဆိုတာမှတ်သားကြရမှာဖြစ်တယ်ပေါ့နောက်တစ်ခါပုံနာထေရီမလို့နောက်ထပ်ကတိတ်တာဆိုတဲ့ထေရီမရဲ့ရင်တွင်းစကားလေးကိုနာယူကြရအောင်တိတ်တာဆိုတာအမည်နာမရိုးတဲ့နာမည်လေးပဲဒီမျိုးသမီးလေးဟာလည်းပဲဘယ်ကလာတာတော့ဆိုတော့သူကတော့ကပိလဝမျိုးသူလေးကပိလဝမျိုးသူလေးဟာဘုရားလောင်းတိဋ္ဌထမင်းသားဘဝကနန်းတော်မှာစမ်းနေတဲ့အခါရတောရယာမိဖုရားကိုဝန်းညံကြရတဲ့မောင်မမိတ်တန်ထဲမှာသူပါတယ်ပေါ့အဲ့တော့ပြောမယ်ဆိုရင်သူဟာအချောအလှတဲ့ကဖြစ်လိမ့်မယ်ဘုရားအလောင်းတော်ဒီအချမ်းရံတွေထဲမှာသူပါလာရတောရယာမိဖုရားကိုဝန်းညံကြရတဲ့ပြုစုကြရတဲ့မောင်မမိတ်တန်အချမ်းရံတွေထဲမှာဒီတိတ်တာဆိုတာပါဝင်လာတယ်ပေါ့အဲ့ဒါကိုပါဠိစာပေဩရောဓလို့ခေါ်တယ်တိဋ္ဌရမင်းသားရဲ့ဩရောဓဆိုတာမောင်မမိတ်တန်ချမ်းရံနေနန်းတော်အမှုတန်းပေါ့ခဏခနဲ့ခေါ်မယ်ဆိုလို့ရှိရင်မိဖုရားကြီးရဲ့လက်အောက်ကနန်းတော်မှာနန်းတွင်အမှုတန်းဒီမင်းသမီးလေးတူဖြစ်တယ်ပေါ့သူဟာပဇာပတိဂေါရမီမေတော်ကြီးဒီသာသနာပေါင်းဝင်လာလို့ဘိက္ခုနီဖြစ်ရောက်သွားတဲ့အခါမှာသူလည်းလိုက်လာပြီးတော့မေတော်ကြီးနဲ့အတူဘိက္ခုနီဖြစ်ကိုရယူတဲ့ထဲမှာသူပါလာတယ်လို့သူတို့ဆိုတယ်အဲ့ဒီလိုဘိက္ခုနီဘဝရောက်လာတဲ့အခါကျတော့မိရိတော်ဂေါရမီကြီးရဲ့ဆုံးမဩဝါဒတွေနာယူလို့မြတ်စွာဘုရားထံကဆုံးမဩဝါဒတွေနာယူလို့တရားဓမ္မဒီလိုကျင့်ကြံကြိုးကိုအထုတ်တယ်သူလည်းပဲယခင်ကလိုပဲတရားဓမ္မမြတ်စွာဘုရားစီကနာယူပြီးကျင့်ကြံကြိုးကိုအထုတ်နေတဲ့အခါမှာမြတ်စွာဘုရားကလည်းသူ့ကိုအားပေးစကားပြောတဲ့အဆုံးမဩဝါဒလေးတွေသူရထားတာဖြစ်တယ်အဲ့ဒါကိုပဲယင်တွင်းစကားအဖြစ်စိတ်ထဲမှာအမြဲတမ်းနှလုံးသွင်းနှုတ်ကလည်းရွတ်ဆိုနေတဲ့အရာဖြစ်တယ်
အဲ့ဒီမြတ်စွာဘုရားရဲ့ဆုံးမစကားလေးကဘာလို့ဆိုတိတ်တိသိက္ခာယသိက္ခတုတိတ်တိသိက္ခတုသိက္ခာယမာတံယောဂဥပစ္စကုံတဗ္ဗယောဂဝိတံယုတ်တာစရလောကေအနာတဝါတဦးနဲ့တူမြတ်စွာဘုရားရဲ့ဟောပြောဆုံးမမှုဟာအားလုံးဟာဒီကျင့်စဉ်တစ်ခုကိုဥတည်ထားတာဖြစ်တော့လေတဦးနဲ့တူမတူညီတဲ့ဩဝါဒလေးတွေဘာကြောင့်ကွဲပြားခြားနားရတယ်လဲလို့ဆိုလူဆိုတာအကြိုက်ချင်းမတူကြဘူးအာယုံစိုက်ထားခြင်းလည်းမတူကြဘူးမတူတဲ့စိတ်နေသဘောထားမတူတဲ့ဝါဒနာတွေရမြတ်စွာဘုရားကတူညီတဲ့ဆုံးမဩဝါဒမဟုတ်ဘူးเนาะသူစိတ်ပါရာဝါဒနာရှိရအောင်မြတ်စွာဘုရားအံဝင်ခွင်ကြဖြစ်တဲ့အဆုံးအမကိုပေးတာအဲ့ဒီတိတ်တာဆိုတဲ့ထေရီမာလေးကိုတော့မြတ်စွာဘုရားဘာဟောတော့ဆိုတိတ်တိသိက္ခတုသိက္ခာယမာတံယောဂဥပစ္စကမာတံယောဂဥပစ္စကုံအေးသာသနာပေါင်းရောက်လာလို့ရှိရင်မဲဟာဖြစ်တင်ရမှာတော့သီလဖြစ်တင်ရမယ်တမာတိကိုဖြစ်တင်ရမယ်ပညာကိုဖြစ်တင်ရမယ်သီလနဲ့ပြည့်စုံအောင်ကြိုးစားတမာတိနဲ့ပြည့်စုံအောင်ကြိုးစားပညာနဲ့ပြည့်စုံအောင်ကြိုးစားသိက္ခာ3ရပ်သိက္ခာဆိုတာဒီနိဗ္ဗာန်အတွက်မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့အတွက်ချစ်ကြကြိုးကိုအထောက်အမှာသီလတမာတိပညာ3မျိုးပဲဖြစ်တယ်လိုက်နာရမယ်အလုပ်တစ်ခုအဲ့ဒီလိုက်နာပြီးတော့ချစ်ကြကြိုးကိုအထောက်ရမယ်သီလကိုလည်းပြည့်ပြည့်ဝဖြစ်အောင်ကြိုးစားတမာတိကိုလည်းပြည့်ဝအောင်ကြိုးစားပညာကိုလည်းကြိုးစားအဲ့ဒီလိုကြိုးစားခိုင်းတာဘာကြောင့်ကြိုးစားခိုင်းတာတော့ဆိုမြတ်စွာဘုရားကမာတံယောဂဥပစ္စကုဒီနေရာမှာယောဂလို့သုံးထားပေမဲ့လို့အဓိပ္ပာယ်ကြတော့ခဏဆိုတဲ့အဓိပ္ပာယ်ကိုယူထားတယ်အခွင့်ကောင်းကြီးတစ်ခုကမင်းဆုံးရှုံးမှုမဖြစ်အောင်ဒီလမ်းကြောင်းပေါ်ကိုမှန်မှန်ကြီးလျှောက်ဒီသိက္ခာ3ရပ်အကျင့်မြတ်ကိုကျင့်ကြံကြိုးကိုအထုတ်ဒါတွေအထုတ်လို့ရှိရင်မင်းရထားတဲ့အခွင့်အရေးကြီးဟာဆုံးရှုံးသွားနိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့အဲ့ဒီအခွင့်အရေးကြီးတွေမဆုံးရှုံးရအောင်ကျင့်ပါဆိုဒါဖြင့်အခွင့်အရေးတွေကဘာတွေလဲလို့လူဘဝကိုရထားတာအခွင့်အရေးတစ်ခုပဲစဉ်းစားကြည့်လေအခွင့်အရေးဆိုတာအခုလိုတရားပွဲတွေလာပြီးတော့တရားနာခွင့်ရတာဟာနော်လူသားတွေသာခွင့်ရတာကိုခွင့်ရတယ်လူသားဖြစ်မှလည်းနားလည်နိုင်စွမ်းရှိတာကိုအဲ့ဒါအခွင့်ကောင်းလို့ခေါ်တယ်အကယ်၍မတော်တဆတရားဝါဒကောင်းကောင်းဖြစ်နေမယ်ဆိုရင်ဘယ်လိုလုပ်ခွင့်ရရဒီဗိမာန်ထဲမှာရှိတဲ့အိမ်မြောင်တို့လိုတရားဝါတွေဘယ်လိုလုပ်ပြီးတော့တရားနာခွင့်ရသူတို့အနေနဲ့အဓိပ္ပာယ်မရှိတော့ဘူးပေါ့ဒီအခွင့်အရေးမျိုးကြီးလက်လွတ်ဆုံးရှုံးတယ်ဒီဗိမာန်ထဲမှာရှိနေတဲ့တရားဝါတွေမြည်သည့်တရားဝါပဲဖြစ်ဖြစ်အဲ့ဒီတရားဝါတွေအဟိတ်တရိစ္ဆာန်လို့ခေါ်တဲ့တရားဝါတွေဟာဒီတရားဓမ္မတွေကိုနာယူဖို့အတွက်သူတို့မှာဘယ်လိုမှအခွင့်အရေးမရှိတော့ဘူးပေါ့ဒါကြောင့်မို့လူဘဝရထားတာဟာလည်းအခွင့်အရေးတစ်ခုပဲဒါဖြင့်လူဘဝရထားရုံနဲ့အခွင့်အရေးကလုံလောက်သလားဆိုမလုံလောက်သေးဘူးနောက်တစ်ခုအခွင့်အရေးတစ်ခုကဘာရှိလဲလို့ဆိုလို့ရှိရင်ဣန္ဒရိယဝေကံလမျက်စိနာနာလျာဆိုတဲ့လျာကာယလို့ဆိုတဲ့ဣန္ဒြေတွေချွတ်တက်မှုမရှိဘူးအထူးသဖြင့်နားကောင်းတယ်မျက်စိကောင်းတယ်နားမျက်စိကောင်းမှတရားဆိုတာနားကောင်းမှတရားဆိုတာနားလို့ရအကယ်၍နားလေးနေပြီဆိုရင်သို့မဟုတ်နားမကြားရတော့ဘူးဆိုလို့ရှိရင်အခွင့်အရေးဟာဆုံးရှုံးသွားပြန်ပေါ့မကနဲ့ပညာရတ်တွေရဖို့ရအခွင့်အရေးတစ်ခုကဆုံးရှုံးသွားတယ်နောက်တစ်ခုကအခုလူဘဝလည်းရကြတယ်နားလည်းကောင်းတယ်တရားနာဖို့အတွက်အခွင့်အရေးပြေဝရှိတယ်နောက်တစ်ခုကဘာလို့ဆိုဟုတ်ပြီလူဘဝရတယ်နားလည်းကောင်းတယ်သို့တော့ဖျားမပွင့်တဲ့အချိန်ဆိုလို့ရှိရင်ဒီတရားမျိုးဘယ်လိုလုပ်နာလို့မရနိုင်ဘူးဒီအဆုံးမအောင်မျိုးမရဒီကနေ့ကဘာပဲကြည့်ကဘာကြီးကိုလိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဘုရားတရားတော်ကိုနာယူခွင့်ရတဲ့နေရာလေးဟာဒီအပြောက်အဆက်ကလေးတစ်ခုလောက်သာဖြစ်တယ်ပေါ့အပြောက်အဆက်ကလေးတစ်ခုလောက်ပဲကဘာကြီးထဲမှာအမတန်ကျင်းမြောင်းတဲ့
အပြောက်အဆက်ကလေးထဲမှာရှိတဲ့လူနည်းစုကလေးသာလည်းဘုရားရဲ့ဆုံးမကိုကြားနာခွင့်ရဖျားပွင့်တဲ့ဒေတာလေးဟာလည်းပဲဒီကဘာယိုကြီးနဲ့ကြည့်လိုက်မယ်ဆိုအလွန်ကျွမ်းမြောင်းတဲ့နေရာလေးတစ်ခုမှာဖျားဆိုတာပွင့်ပေါ်လာတာဟုတ်အဲ့တော့ပွင့်ပေါ်လာတော့ကဘာပေါ်မှာရှိတဲ့လူသားအလုံးဟာဖျားနဲ့ပွင့်တာနဲ့ကြုံတွေ့နိုင်ပါမလားဆိုမကြုံတွေ့နိုင်ဖျားတရားလုံးဝသဘောမပေါက်နားလည်မှုမရှိတဲ့ဘယ်လိုမှဒီဘက်ကိုအာယုံမဆိုင်တဲ့လောကလူသားတွေဆိုတာအများကြီးပဲလေအများကြီးပဲဒါကြောင့်မို့ဖျားပွင့်တဲ့နေရာမှာလူလာဖြစ်ရတော့ဘုဒ္ဓပါဒဆိုတဲ့ဖျားပွင့်တဲ့အချိန်နဲ့လည်းပဲကြုံကြိုက်နေတယ်အခွင့်အရေးကောင်းတာလေးတွေကိုပြောပြနောက်တစ်ခုကဘာလို့ဆိုဟုတ်ပြီမြန်မာနိုင်ငံမှာလည်းပဲကြည့်လူလဲလာဖြစ်တယ်မျက်စိနားနာမျက်စိကောင်းနားကောင်းလည်းရှိတယ်ဖျားပွင့်တဲ့ဘုရားဘာသာဖျားရဲ့အဆုံးအမတွေထွန်းကားနေတဲ့နေရာဒေသလည်းဖြစ်တယ်သို့တော့ယုံကြည်မှုစိတ်ဝင်စားမှုဆိုတာမရှိဘူးဆိုရင်လည်းမလာဘူးတရားမနာဘူးစိတ်ဝင်စားမှုဆိုတာတရားကိုပြောတာတရားဆိုတဲ့ယုံကြည်မှုစိတ်ဝင်စားမှုမရှိရင်မလာတာတွေအများကြီးပဲပေါ့အဲ့တော့တရားလာနာတဲ့ပုဂ္ဂိုလ်ဆိုတာလက်တဆုပ်စာလေးပဲရှိတယ်နော်ခုခေတ်ပြောနေတဲ့ www. ဆိုတာလေးလောက်ပဲရှိမှာအပြောက်ကလေးပေါ့နော်တရားနာတဲ့လူတွေကအဲ့ဒါလောက်လေးပဲရှိတယ်မနာတဲ့လူတွေက www တွေပဲအများကြီးပဲအဲ့ဒါလူတွေဖြစ်မှာအဲ့တော့လောကကြီးဟာအကြောင်းညင်ညွတ်ဖို့ဆိုတာအမှန်တမ်းခဲနေအကြောင်းညင်ညွတ်တာအခုဒီမှာအကြောင်း၄မျိုးကိုဖော်ပြထားတယ်လူဘဝရာခြင်းမျက်စိနာနာလျာကာယကောင်းခြင်းနော်အသိဉာဏ်ရှိခြင်းဖျားပွင့်ခြင်းနဲ့စိတ်ဝင်စားမှုဆိုတဲ့တရားတရားရှိခြင်းဆိုတဲ့ဒီအချက်၄ချက်ဒီအခွင့်ကောင်းကြီးကျုံနေတဲ့အချိန်လေးကိုလွန်မသွားခင်လေးမှာသီလကိုလည်းဖြစ်ကျင့်လိုက်ပါတမာတိကိုလည်းဖြစ်ကျင့်လိုက်ပါပညာကိုလည်းဖြစ်ကျင့်လိုက်ပါလို့ဒီလိုဆိုလိုတာပဲเนาะမြတ်စွာဘုရားကတိတ်တာကိုအားပေးစကားဆုံးမစကားပြောတဲ့အခါမှာတိတ်တေတိတ်ခတ်တုတိတ်ခါယမာတံယောဂဥပစ္စကုံမာတံယောဂဥပစ္စကုံမင်းခွင့်ကောင်းတွေကိုလက်လွတ်သွားမှဆိုရတယ်ခွင့်ကောင်းတွေကိုလက်မလွတ်စေနဲ့အခွင့်ကောင်းရနေတဲ့အချိန်မှာကြိတ်ပြီးတော့ကြိုးစားလိုက်လို့ဒီလိုဆိုလိုတာနော်ကြိတ်ပြီးကြိုးစားလိုက်အတင်းပြီးတော့ကြိုးစားလိုက်သဗ္ဗလောကဝိတံယုတ်တာစရလောကေအနာတဝါအဲ့ဒီမှာဒီလိုကြိုးစားမှခုနကာမဂုဏ်ဆိုတဲ့နှောင်ကြိုးတွေကာမအာယုန်နေတဲ့စိတ်ကိုချီနှောင်ထားတဲ့တဏှာရာဂဆိုတဲ့နှောင်ကြိုးတွေကလည်းလွတ်မယ်မှားရွေးနဲ့ဒီဘဝနဲ့ပတ်သက်ပြီးဗြဟ္မဘဝဒီလောကလူတွေကကောင်းကင်ဘုံကိုကြည့်ပြီးတော့အကောင်းဆုံးနေရာလို့စိတ်သတ်မှတ်ပြီးတော့နေကြတယ်လူပြုံလူလောကနတ်ပြည်နတ်လောကဒီနှစ်သက်စရာအာယုန်တွေလိုချင်စရာအာယုန်တွေကိုကာမလို့ခေါ်တယ်အဲ့ဒီကာမတွေနဲ့ရှင်တွဲနေတဲ့တဏှာကိုကာမယောဂလို့ခေါ်တယ်အဲ့ဒီတဲ့အဆင့်မြင့်သွားတဲ့အခါကျတော့ကောင်းကင်ဘုံကဗြဟ္မာရီရဲ့ဘဝတမာရီစွမ်းအားနဲ့မှရောက်နိုင်တဲ့ဇံကုသိုလ်နဲ့မှရောက်နိုင်တဲ့ဗြဟ္မဘုံအဲ့ဒီဗြဟ္မဘုံကိုတွေ့တာတဲ့တဏှာကိုဘဝယောဂလို့ခေါ်တယ်အဲ့ဒါလို့လောကကြီးမှာကြည့်လေဟုတ်တာမဟုတ်တာပါထားကောင်းကင်ဘုံကိုမော့ပြီးတော့တည်တဲ့အခါမှာကောင်းကင်ဘုံကိုမျောလင့်နေတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲလေကာမယောဂရှိတယ်လို့ဘဝယောဂလည်းရှိတယ်အဲ့ဒီကာမယောဂဆိုတာလိုချင်စရာအာယုန်ဒီမျက်စိကမြင်ပြီးလိုချင်စရာအာယုန်ဒီနားကကြားပြီးလိုချင်စရာအာယုန်ဒီနှာခေါင်းကနမ်းရှုပြီးလိုချင်စရာအာယုန်ဒီလျှာကလျက်ပြီးတော့လိုချင်စရာအာယုန်ဒီခန္ဓာကိုယ်နဲ့ထိတွေ့ပြီးလိုချင်စရာအာယုန်ဒီပေါ်မှာတွေ့တာမှုဆိုတဲ့တဏှာနဲ့စိတ်နဲ့အာယုန်နဲ့ကိုချီနှောင်ပေးထားတယ်အဲ့ဒီနှောင်ကြိုးကနေဘယ်လိုမှမလွတ်နိုင်ဘူးလို့ဆိုလို့အဲ့ဒီနှောင်ကြိုးထားသည့်အတွက်ကြောင့်ဒီယောဂလို့ဆိုတဲ့တရားဆိုးတွေကလွတ်သွားတာမဟုတ်ဘူးအေးကာမဂုဏ်အာယုန်ဆိုတဲ့ယောဂတွေကနေတွေ့တာတဲ့တဏှာလောဘကလွတ်သွားတော့လည်းပဲကောင်းကင်ဘုံကိုမော့ပြီးတော့ဗြဟ္မဘုံဘဝကိုမျောလင့်တောင်းတနေတဲ့
နောက်တဏှာတစ်မျိုးဆိုတဲ့ဘဝယောဂနဲ့ခြိတွဲခံရပြန်တယ်ပေါ့အဲ့ဒါလို့ခြိတွဲနှောင်ကြိုးတဲထားတဲ့အပြင်မှာအမြင်သူ့အမြင်ကိုယ့်အမြင်ဆိုတဲ့အမြင်တွေနဲ့လည်းပဲညှိချီနှောင်ထားရတယ်ငါအမြင်ကမှန်တယ်ငါအယူကမှန်တယ်ငါကိုးကွယ်တဲ့ဘာသာကမှန်တယ်သူကိုးကွယ်တဲ့ဘာသာကမှန်တယ်နဲ့အမြင်တွေပေါ်မှာဆွဲလန်းပြီးတော့ပြောဆိုနေတဲ့ဒိဋ္ဌိယောဂအမှန်မသိတဲ့မောဟလို့ဆိုတဲ့အဝိဇ္ဇာယောဂအဲ့ဒီယောဂတွေမကင်းသမျှကာလပတ်လုံးလောကကြီးမှာဒီချမ်းချမ်းသာသာနေနိုင်ဖို့မဖြစ်ဘူးတဲ့ဒါကြောင့်မို့သဗ္ဗလောကဝိတံယုတ်တာယောဂတရား၄မျိုးဆိုလိုတာကလောဘကိုပယ်ဖို့ကြိုးစားဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်ကိုပယ်ဖို့ကြိုးစားအမှန်မသိအောင်ဖုံးကွယ်ထားတဲ့အဝိဇ္ဇာဆိုတဲ့တရားပယ်အောင်ကြိုးစားလို့ဒီတရားစု၃မျိုးကိုယ်တဏ္ဍာမှာလွတ်ကင်းသွားအောင်ဆက်ဆက်မှုမရှိအောင်ကြိုးစားရမယ်လို့တိုက်တွန်းတာပဲဖြစ်တယ်အဲ့ဒါတွေလွတ်ကင်းသွားအောင်လုပ်ရမယ်လို့ကတော့သီလကိုဖြည့်ကျင့်ရမယ်သမာဓိကိုဖြည့်ကျင့်ရမယ်ပညာကိုဖြည့်ကျင့်ရသီလဆိုတာအခြေခံကိုကျင့်တရားကိုပြောတာသမာဓိဆိုတာသမထကျင့်စဉ်တစ်ခုကိုကျင့်တာပြောတာပညာဆိုတာဝိပဿနာကျင့်စဉ်ကိုကျင့်တာပြောတာဟောအတူလေးနဲ့ပြောလိုက်တာမြတ်စွာဘုရားတိတ်တိသိက္ခတုသိက္ခယမာတံယောဂဥပိစ္ဆကုမင်းအခွင့်ကောင်းနေလွတ်မသွားအောင်သီလကိုဖြည့်ကျင့်လိုက်သမထအကျင့်ကိုကျင့်လိုက်ဝိပဿနာအကျင့်ကိုကျင့်လိုက်အဲ့ဒါလို့ကျင့်တဲ့အခါမှာခုနကယောဂဆိုတဲ့မင်းစိတ်နဲ့အာယုန်တွေနှောင်တွဲထားတဲ့တဏှာရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဆိုတဲ့တရားစိုးတွေကလွတ်ကင်းသွားမှာဖြစ်တယ်အဲ့ဒီလွတ်ကင်းသွားမှာမင်းရဲ့တဏှာနဲ့မှမပြတ်စည်းဝင်နေတဲ့အကုသိုလ်တရားတွေဟာကင်းရှင်းပြီးတော့လောကကြီးမှာချမ်းချမ်းသာသာနေရမှာဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဆုံးမဩဝါဒပေးပြီးဟောကြားခဲ့တာဖြစ်တယ်ဟောအဲ့ဒါလို့ဆုံးမဩဝါဒပေးဟောကြားလိုက်တဲ့တရားကိုကြားနာရလို့တိတ်တာဆိုတဲ့ထေရီမဟာလည်းပဲမြတ်ဘုရားရဲ့ဆုံးမဩဝါဒကိုခံယူပြီးလိုက်နာကျင့်သုံးသည့်အတွက်ကြောင့်မကြခင်ပဲသာသနာမှာအမြင့်ဆုံးဖြစ်တဲ့အရဟတမေအရဟတဖို့ကိုရရှိပြီးဒီကာထာလေးဟာသူ့အဖို့ရှင်တဲ့ကအမြဲမပြတ်ပြောတဲ့စကားလေးဥရန်စကားလေးအဖြစ်ကျွေးရင်လေးရှိတယ်ပေါ့အဲ့ဒီစကားကိုကျွေးရင်ပြီးသူဟာသူ့ရင်ထဲကခံစားချက်တွေကိုအမြဲတမ်းဖော်ပြနေတာဖြစ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတိတ်တိသိက္ခတုသိက္ခာယမာတံယောဂဥပိစ္ဆကုသဗ္ဗယောဂဝိတံယုတ်တာစရလောကိအနာတဝါဆိုတာကိုအမြဲတမ်းနှလုံးသွင်းပြီးရွတ်ဆိုခဲ့တဲ့ရင်တွင်စကားပဲဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓနဲ့တွေ့လို့အလွန်ကံကောင်းကြတဲ့အမျိုးသမီးသူတော်စင်တွေဟာအခုလိုဗုဒ္ဓရဲ့အဆုံးအမကိုကိုယ်တိုင်နာယူရပြီးတော့လက်တွေ့ကျင့်သုံးကြရသဖြင့်သူတို့ရဲ့ဘဝထူးခြားတဲ့အောင်မြင်မှုတွေကိုရရှိသွားကြတာဖြစ်တယ်ဒီကနေ့ဗုဒ္ဓမြတ်စွာထင်ရှားမရှိတော့တော်လည်းပဲမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေထင်ရှားရှိနေတာဖြစ်သောကြောင့်တို့တွေဟာလည်းပဲအခွင့်အရေးဆုံးရှုံးတယ်လို့မဆိုနိုင်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်ကြံကြိုးကိုအားထုတ်ကြရမယ်ဆိုရင်ထူးခြားတဲ့အကျိုးတရားတွေကိုရကြမှာဖြစ်တယ်လို့ကိုယ်စီယုံကြည်အားထားပြီးကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေ
ဖောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှဲသင်ပြန့်ပီတိတည်ဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လည်၍နေကြပါစေကုန်တည်း